Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် sharing လုပ်ပေးမှာတော့တော်တော်များများသဘောကျလိမ့်မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ဒီ microtip ကို Wi-Fi ဘယ်လိုလွှင့်မလဲဆိုတာရယ်နောက်တစ်ခုကအဲ့လွှင့်ထားတဲ့ Wi-Fi ကို voucher code ဒီ user name အနေနဲ့အသုံးပြုလို့ရအောင်ဘယ်လိုလုပ်လို့ရလဲဆိုတာကို configure လုပ်နည်းပြပြပေးမှာဖြစ်ပါတယ်အရင်ဆုံးပေါ့နော်ကျွန်တော်မနေ့က package တွင်းနေပြောထားပြီးရပေါ့နော် Wi-Fi VIN ပါတဲ့ကောင်တွေဆိုရင်ဒီ wireless package ကိုတွင်းပေးရမယ်ဒီ system ထဲမှာ package ထဲမှာပေါ့နော် package ထဲမှာဒီ wireless package ကိုတွင်းပေးရမယ်အဲကောင်တွင်းထားပြီးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ interface တွေကိုသွားလိုက်မယ် interface ထဲမှာဒီလိုမိတ်လေးပေါ်နေလိမ့်မယ်ပေါ့နော်အဲကောင်ကို enable လုပ်ပေးလိုက်ပါဒါဆိုရင် enable တော့ဖြစ်သွားပြီဒါပေမဲ့သူ့ကို Wi-Fi လွှင့်ပေးရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီလိုနှိပ်လိုက်လို့ရှိရင်ဒီလိုပေါ်လာလိမ့်မယ်ပေါ့နော်ဒီလိုပေါ့ဒီကောင်းကိုအရင်ဆုံး enable လုပ်ပြီးရင်နှစ်ချက်နှိပ်လိုက်ပေါ့နော်နှစ်ချက်နှိပ်ပြီးရင်ဒီလိုပေါ်လာလိမ့်မယ် wireless တက်ကိုသွားပြီးရင် station မှာ AB break ကိုရွေးပေးမယ်ပြီးရင်နောက်တစ်ခုကဒီ SSID ပေါ့နော် SSID မှာနာမည်ကိုပေါ်ခြင်းတဲ့ Wi-Fi name ပေါ့နော် Wi-Fi name ရိုက်ထည့်ပေးမယ် okay ရိုက်ထည့်ပေးပြီးရင် apply okay ပေါ့နော်ဒါဆို Wi-Fi ကတော့လွှင့်သွားပြီ password လည်းမပါဘူးပေါ့နော်ဒီတိုင်း open ဖြစ်နေလိမ့်မယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကbouncer code သုံးလို့ရအောင်အဲ Wi-Fi ကို bouncer code ထွက်အောင်တောင်းအောင်ပေါ့နော်ဘယ်လိုလုပ်မလဲပေါ့နော်အဲ့တော့ IP တွေကိုသွား IP ထဲမှာ hotspot ဆိုတာရှိရပေါ့နော်နှိပ်လိုက်မယ်နှိပ်ပြီးရင်ဒီပထမဆုံး server တက်မှာပေါ့နော် server တက်မှာ hotspot setup ဆိုတာရှိတယ် hotspot setup ကိုရွေးမယ်ရွေးပြီးရင်ဒီနေရာမှာပေါ့နော် Wi-Fi built-in ပါတဲ့ကောင်တွေကဒီကိုယ့်ရဲ့ Wi-Fi built-in ကိုရွေးမယ်တကယ်လို့ကျွန်တော်တို့ကဒီနောက်ထပ် AP လည်းသုံးအောင်မှာဆိုရင်ကျွန်တော်တို့ကဒီ port တွေကနေလည်း bouncer code တောင်းနေတယ်ဆိုရင်ဒီ break AP ကိုရွေးပေးလိုက်ပါတော့အရင်ဆုံးကျွန်တော်တို့ break မှာသွားကြည့်လိုက်မယ် break မှာ wireless interface လည်းထည့်ထားရပေါ့နော်အဲ့တော့ဒီ port တွေကနေရော Wi-Fi ကနေရောအကုန်လုံးတောင်းအောင် bouncer တောင်းအောင်ပေါ့နော်အကုန်လုံး bouncer တောင်းအောင်ဒီ break AB ကိုထည့်လိုက်တာ ਨੇ အဆင်ပြေသွားလိမ့်မယ်ပေါ့နော်ဒါမှမဟုတ်ကိုက port တွေကမတောင်းချင်ဘူး Wi-Fi ကနေပဲတောင်းချင်တယ်ဆိုရင် Wi-Fi ကိုရွေးပေးပေါ့နော်ဒီ wireless interface ကိုရွေးပေးပေါ့နော် okay break AB ကိုရွေးလိုက်မယ်ပြီးရင် next နေမယ်ကျွန်တော်တို့ဟိုတနေ့ကဒီနေရာမှာပေါ့နော်ဒီ IP သွားပေးတယ်ဒီ IP ကနေပြီးတော့ address မှာကိုပေးခြင်းတဲ့ address တွေသွားပေးတယ်ပြီးရင် DHCP server တွေလုတ်ပေးတယ်ပေါ့နော်အဲ့လိုမလုတ်ပေးဘဲနဲ့ဒီနေရာမှာ hotspot setup မှာလုတ်ပေးလိုက်ရင်လည်းဒီ DHCP server တွေ address တွေကသူ့ဟာနဲ့သူပေါ့နော်ဆောက်သွားတယ်ပေါ့နော်အဲ့တခုလည်းရှိပါတယ်ကိုကကြိုဆောက်ခဲ့လို့ရှိရင်အဲ့ဆောက်ထားတဲ့ address တွေကိုဒီမှာလာပေးတယ်ပေါ့နော်ဒါလည်းကိုဖြစ်စေခြင်းတဲ့ဟာကိုသွားကြိုဆောက်လို့လည်းရတယ်ဒီနေရာမှာဆောက်လည်းရတယ်ပေါ့နော်ဒါတော့ဂျာဖြတ်ဘဟုတုတတကယ်အနေနဲ့ပြပြပေးတာပါ okay next နှိပ်လိုက်မယ်ဒါတော့ DHCP ချပေးမယ်ကောင်ပေါ့နော် DHCP ပူ2ကနေပြီးတော့2540 okay next နှိပ်လိုက်မယ် next ပဲဒီနေရာမှာ DNS server ပေါ့နော် Google DNS ပဲထည့်မယ်ဒီနေရာမှာဒီ DNS name ပေါ့နော်ဒီကအရေးကြီးပါတယ်ဒီ DNS name ကဒီကိုယ့်ရဲ့ bouncer ပေါ့နော် bouncer ကိုယ့်ရဲ့ဒီ page ရဲ့ IP နဲ့မပေါ်ဘဲနဲ့ပေါ့နော်ဒီ DNS name လေးနဲ့ပေါ်မှာဖြစ်ပါတယ်အဲ့တော့ထားပါတော့ကျွန်တော်နာမည်တစ်ခုပေးလိုက်မယ်okay network wifi ပေါ့နော်အဆင်ပြေတစ်ခုပေးလို့ရတယ် .net .com အဆင်ပြေအောင်ဝေချတာပေးလို့ရတယ်ဒီနေရာမှာ
therefore user account တစ်ခုစောက်ပေးရမယ်ပေါ့နော်တစ်ခါလေး okay admin ပဲထားလိုက်မယ်နာမည်လည်းချိန်လို့ရတယ်ပေါ့နော် admin ပဲထားလိုက်မယ် password ကိုလည်း admin ပဲထားလိုက်မယ်ဒီ admin နေ user name တွေကိုကိုမှတ်မိတဲ့ဟာကိုပေးပေါ့နော် admin ကိုလည်းပြောင်းတော့ပေးတင်ပါတယ်ဒါကျွန်တော်မပြောင်းတော့ဒီအတိုင်းထားပြလိုက်မှာပေါ့နော် okay next နေလိုက်မယ်ဒါဆိုလို့ရှိရင်စောက်ပြီးသွားပြီပေါ့နော်ဘောင်ချာတောင်းတဲ့ wifi တခုစောက်ပြီးသွားပြီပေါ့နော်ဘောင်ချာတော့မဟုတ်ပေါ့နော်ဘယ်လိုတောင်းမှလဲဆိုတော့user name နဲ့ password တောင်းမှာပေါ့နော်ဒီမှာ user တွေကိုဝင်ကြည့်လိုက်လို့ရှိရင်ဒီမှာကျွန်တော်တော်နေဆောက်ခဲ့တဲ့ user ရှိတယ်ပေါ့နော်နောက်တစ်ခုကဒီမှာ user profile ပေါ့နော် user profile ကျွန်တော်တို့ကတနာရီစာလားတရက်စာလားအဲ့လို user profile တွေကိုဒီမှာလာဆောက်ပေးရတာဖြစ်ပါတယ်ကျွန်တော်တခုဆောက်ပြမယ်ဥပမာ1 hour ပေါ့နော်1 hour request book ဒီမှာဒီလိုမျိုးအများကြီးဖြစ်နေရင်ဘယ်ဟာရွေးရမလဲမသိဘူးဖြစ်နေရင်ဒီရဲ့က IP တွေက DHCP ဆောက်ပါလေးမှာတွက်ကြည့်လိုက်ပေါ့နော်ကျွန်တော်ဆောက်ခဲ့တာက pool 3ပေါ့နော်အတွက်ပို့က DHCP pool 3ဒီကောင်အတွက်ကနော်တကယ်တော့တစ်ခုလေးပဲပေါ်ပါလိမ့်မယ်ကျွန်တော်ကဒီရှေ့မှာစမ်းထားတယ်အများကြီးရှိနေလို့ဒီလိုပေါ်နေရပါတော့ pool 3ကိုရွေးပြလိုက်မယ် share user ကဒါကိုဘယ်လောက်ဒီ code တစ်ခုကို account တစ်ခုကို user ဘယ်နှစ်ယောက်ထားခြင်းလဲပေါ့နော်ဒီပုံမှာမူတည်ပြီးတော့ထားပေးရမယ်ပေါ့နော်ပုံမှန်ပြန်1ပဲထားကြတာများပါတယ် okay ဒီမှာ session time ဒီနေရာမှာအဓိကထည့်ပေးရမှာပေါ့နော်သူရဲ့တနာရီဆိုတော့သူကကျွန်တော်မေ့နေ hour minute ထားပါ0001ပေါ့နော်တနာရီဆိုပြီးတော့00ဒီကောင်ကနောက်ဆုံး0နှလုံးက minute ပေါ့နော်အလဲကောင်ကနာရီပေါ့နော်တနာရီဆို01ပေါ့နော်ရှေ့ကကောင်ရှေ့ဆုံးကကောင်အရက်ပေါ့နော် session တိုင်းမှာအဓိကအဲ့ဒါလေးထည့်ပေးရမယ်ဒီကအဲ့ဒါလေးထည့်ပေးရမယ်ဒီကောင်ရွေးပေးရမယ်ပြီးရင် share user 1ထားပေးရမယ်ထားပဲပေါ့နော်ဒါဆို apply okay ပေါ့နော်ခေတ်ကြဆိုဒီမှာ1 hour user profile လေးရပြီဒီမှာ user နောက်တစ်ယောက်ထည့်ပြမယ် user new ပေါ့နော် new name ပဲပြီးရင်ကျွန်တော်တို့ hotspot ပေါ့နော် server hotspot user 1ပေါ့နော် password မပေးတော့ဘူးအဲဒီနေရာ user profile ပေါ့နော် user profile 1 apply okay ပေါ့နော် okay ဒါဆိုလို့ရှိရင် wifi ကို wifi လွှင့်နည်းရပြီပေါင်6တဲ wifi တွေကိုပေါင်6ကုတ်တောင်းအောင်လုပ်နည်းရပြီ user ဆောင်နည်းရပြီ user profile ဆောင်နည်းရပြီ user ထည့်နည်းတည်သွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်စမ်းကြည့်မယ်okay ချိန်ကြည့်မယ်ပေါ့နော်okay ဒီနေရာမှာတောင်းနေပေါ့နော်ဒီကောင်ဒီနေရာမှာဒီလိုပေါ်လာပြီပေါ့နော်ဒီနေရာမှာကျွန်တော်ဒီနေရာမှာ admin ပေါ့နော်ဒီနေရာမှာ admin နဲ့ဝင်လိုက်လေရတယ်ဒါမှမဟုတ်အသစ်ဆောက်ခဲ့တဲ့ password မပါတဲ့ကောင်နဲ့ဝင်ကြည့်မယ်ပေါ့နော် USC က user 1ပေါ့နော် okay ဟိုဒီကောင်ဒီ browser နဲ့မရ sorry ဒီမှာပေါ့နော်ဒီပုံမှာကျွန်တော်တို့နေပေးခဲ့တဲ့ DNS name ပေါ့နော်အဲ DNS name နဲ့သူကပေါ်တယ်ပေါ့နော် IP နဲ့မပေါ်ဘဲနဲ့
okay ဒီညမှာကောင်းထည့်လိုက်မယ်ညမှာစဉ် USC က user 1ပေါ့နော် okay connect နဲ့ကြည့်မယ် okay ရပါပြီအဲ့ဒါဆိုလို့ရှိရင်ချိတ်သွားပြီပေါ့နော်โอเคဒီမှာချိတ်သွားပြီပေါ့နော်ချိတ်သွားပြီโอเคဒါနဲ့သုံးကြည့်မယ်သုံးလို့ရတယ်ပေါ့နော်โอเคအားလုံးပဲအဆင်ပြေကြမယ်လို့ထင်ပါတယ်ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်